ကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမှာကတော့ Grade 11 Maths Chapter 1က Rational Root Theorem အကြောင်းပဲဖြစ်ပါတယ်။ Polynomial ကိန်းတန်းတစ်ခုခုကို0နဲ့ညီစေခြင်းတွန်းရမယ့် x တန်ဖိုးတွေကိုရှာတဲ့အခါဒီ Rational Root Theorem ကိုသုံးပါတယ်။အခုဒီ equation ရဲ့ x တန်ဖိုးတွေကိုရှာကြပါမယ်။ဒီမှာဆိုရင်အကြီးဆုံးထက်ညွှန်းကိန်းက3မို့လို့ညီမချင်းကိုပြေလည်စေမယ့် x တန်ဖိုး3ခုရှိပါတယ်။တကယ်လို့အကြီးဆုံးထက်ညွှန်းကိန်းက4ဆိုရင် x တန်ဖိုး4ခုပေါ့။အရင်ဆုံးဖြစ်နိုင်တဲ့ x တန်ဖိုးတွေကိုရှာပါမယ်။အဲ့လိုတန်ဖိုးတွေကို possible rational roots လို့ခေါ်ပါတယ်။ possible rational roots တွေကိုရှာမယ်ဆိုရင် constant term ရဲ့ factor တွေကို leading coefficient factor တွေနဲ့စားရပါတယ်။ constant term ဆိုတာကတော့ဒီနောက်ဆုံးကကိန်းပြည့်ကိုပြောတာဖြစ်ပြီး leading coefficient ဆိုတာကတော့ဒီရှေ့ကမြောက်ဖော်ကိန်းကိုပြောတာပဲဖြစ်ပါတယ်။ဒီ equation အရ1ရဲ့ factor တွေကို3ရဲ့ factor တွေနဲ့စားပါမယ်။1ရဲ့ factor တွေကတော့ plus or minus 1ပဲရှိပြီး3ရဲ့ factor တွေကတော့ plus or minus 1နဲ့ plus or minus 3တို့ပဲဖြစ်ပါတယ်။ plus or minus 1ကို plus or minus 1နဲ့စားရင် plus or minus 1 plus or minus 1ကို plus or minus 3နဲ့စားရင် plus or minus 1/3အဲ့ဒါကြောင့် possible rational roots တွေက plus or minus 1နဲ့ plus or minus 1/3တို့ပဲဖြစ်ပါတယ်။ possible rational roots တွေကဖြစ်နိုင်တဲ့ x တန်ဖိုးဆိုတဲ့အတိုင်းတကယ် x တန်ဖိုးအမှန်မဟုတ်ကြသေးပါဘူး။အဲ့ဒါကြောင့်သူပေးထားတဲ့ polynomial ကိန်းတန်းကို f of x လို့သဘောထားပြီး f of 1ကိုအရင်စမ်းတွက်ကြည့်ပါမယ်။0ထွက်တယ်ဆိုရင်နောက်တစ်ဆင့်တက်လို့ရပါပြီ။0မထွက်ဘူးဆိုရင်တော့နောက်ထပ် possible rational root plus or minus 1/3ကိုယူပြီး f of 1/3ကိုဆက်တွက်ကြည့်ရပါမယ်။ f of 1ကိုစမ်းတွက်ကြည့်လိုက်တဲ့အခါတကယ်ပဲ0ထွက်ပါတယ်။အရင် factor theorem သင်ခန်းစာမှာတုန်းက f of x ကို x minus k နဲ့စားလိုက်တဲ့အခါ f of k 0ထွက်တယ်ဆိုရင် x minus k က f of x ရဲ့ factor တစ်ခုဖြစ်တယ်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ။အခုလည်း f of 1က0ထွက်တဲ့အတွက် x minus 1က f of x ရဲ့ factor တစ်ခုပဲဖြစ်ပါတယ်။ f factor နဲ့ f of x ကိုစားရပါမယ်။ရိုးရိုး line division နဲ့ပဲဖြစ်ဖြစ် synthetic division နဲ့ပဲဖြစ်ဖြစ်စားလို့ရပါတယ်။ဒီကိန်း f of x ကိုစားကိန်း x minus 1နဲ့စားတဲ့အခါစားလဲ 3x square plus 2x minus 1ရပါတယ်။ညီမချင်းနှစ်ဖက်စလုံးကို x minus 1နဲ့မြောက်လိုက်ပြီး equation ကိုဒီလိုပုံစံမျိုးပြောင်းလိုက်ပါမယ်။ရှေ့က 3x square plus 2x minus 1ကိုကြက်ရေခိုက်ပုံစံစာခွဲကိန်းခွဲပါမယ်။ကျွန်တော်တို့အနေနဲ့မေကွန်းက polynomial ကိန်းတန်းကို f of x လို့ထားခဲ့ပြီးအဲ့ polynomial ကိန်းတန်းက0နဲ့ညီနေပါတယ်။အဲ့ဒါကြောင့် f of x က0နဲ့ညီပါတယ်။မသိကိန်းသုံးလုံးမြောက်တဲ့အခါ0ရဖို့ဆိုရင်အဲ့မသိကိန်းသုံးလုံးတွေကတစ်လုံးက0ဖြစ်မှရမှာပါ။အဲ့ဒါကြောင့်ဒီမှာဆိုရင်ဒီသုံးခုတွေကတစ်ခုက0ဖြစ်မှရပါမယ်။အဲ့ဒါကြောင့်ပဲ x minus 1 equal to 0ဒါမှမဟုတ် 3x minus 1 equal to 0ဒါမှမဟုတ် x minus 1 equal to 0ဖြစ်ပါတယ်။အဲ့ equation 3ခုကိုဖြည့်ရှင်းလိုက်တဲ့အခါကျွန်တော်တို့ရဲ့နောက်ဆုံးမဟာအဖြေကြီး x တန်ဖိုး3ခုကိုရှာပြီးသွားပါပြီ။ဒါကတော့ polynomial ကိန်းတန်းတွေ0နဲ့ညီတဲ့အခါ rational root theorem ကိုသုံးပြီးတော့ x တန်ဖိုးတွေကိုရှာတဲ့နည်းပဲဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။